လုံချုံဆုံးသောမိဘရင်ခွင်တန်ဖိုးကြီးမဆုံးနှွေးထွေးတဲ့အေခြေဆုံးကံပြီးဝေးထွက်သွားချေတနေ့တရံမှာဒုက္ခပင်လေတွေဝေးဖြာနာတဲ့အချိန်မှာအသိစိတ်ဝင်လာမိဘရိတ်ကတကယ်တန်ဖို့မဖြန်နိုင်ပါအလုံးချုံဆုံးသောမိဘရင်ခွင်တန်ဖို့ကြီးမဆုံးနှွေးထွေးတဲ့အေခြေဆုံးကံပြီးဝေးထွက်သွားချေတနေ့တရံမှာဒုက္ခပင်လေတွေဝေးဖြာနာတဲ့အချိန်မှာအသိစိတ်ဝင်လာမိဘရိတ်ကတကယ်တန်ဖို့မဖြန်နိုင်ပါတာမဝိဖေတာမဝိမေမြင်မှုတောင်မကကြီးမာတဲ့ကျေးဇူးတွေတာဥတခါပြုမိပြီလေလက်စေပြမို့လို့ချစ်ခိုးတောင်းမှန်ပါတယ်လေတာကိုခွင့်လို့ပေးပါနော်ဖေဖေနဲ့မမီရဲ့တာကိုခွင့်လို့ပေးပါနော်မိဘရဲ့တန်ဖိုးကိုတာသိပါပြီမိဘရဲ့အရေးဟာအေးချမ်းဆုံးနေရာဆိုတာတာနာလေပါပြီတာဆိုခဲ့မိုက်ခဲ့တာဒီနောင်တရပါပြီတချိန်ကဖေဖေနဲ့မမေအပေါ်တာကိုချင်းမစာမိတာပြီပြန်လည်ရတွေ့မိတာပြီတာနောင်တရအဝနဲ့မဆုံးဘူးဖေဖေနဲ့မမေရဲ့တာကိုခွင့်လို့ပေးပါနော်အလုံးချုံဆုံးသောမိဘရင်ခွင်တန်ဖိုးကြီးမဆုံးနှွေးထွေးတဲ့အေခြေဆုံးကံပြီးဝေးထွက်သွားချေတနေ့တရံမှာဒုက္ခပင်လေတွေဝေးဖြာနာတဲ့အချိန်မှာအသိစိတ်ဝင်လာမိဘရိတ်ကတကယ်တန်ဖို့မဖြန်နိုင်ပါတာမဝိဖေတာမဝိမေမြင်မှုတောင်မကကြီးမာတဲ့ကျေးဇူးတွေတာဥတခါပြုမိပြီလေလက်စေပြမို့လို့ချစ်ခိုးတောင်းမှန်ပါတယ်လေတာကိုခွင့်လို့ပေးပါနော်တာမဝိဖေတာမဝိမေမြင်မှုတောင်မကကြီးမာတဲ့ကျေးဇူးတွေတာဥတခါပြုမိပြီလေလက်စေပြမို့လို့ချစ်ခိုးတောင်းမှန်ပါတယ်လေတာကိုခွင့်လို့ပေးပါနော်လက်စေပြမို့လို့ချစ်ခိုးတောင်းမှန်ပါတယ်လေတာကိုခွင့်လို့